လ28ရက်မှဧပြီလ1ရက်အထိကျောင်းတော်ကြီးရဲ့အနောက်ဘက်ရင်းမြစ်တော်ရှိအစာအုပ်အပျက်စီးများကြားမှာရတနာပစ္စည်း152မျိုး38ကျပ်သား4ပဲ4ရွေးနဲ့အတွင်းစိန်မှုတော်ကို၎င်းဧပြီလ2ရက်မှာရတနာပစ္စည်း152မျိုး28ကျပ်သား4ပဲ9ရွေးနဲ့အပြင်စိန်မှုတော်အောက်ချမ်းကို၎င်းဧပြီလ3ရက်မှာရတနာပစ္စည်း83မျိုး10ကျပ်သား17ပဲ4ရွေးကို၎င်းဧပြီလ4ရက်မှာရတနာပစ္စည်း295မျိုး42ကျပ်သား9ပဲ6ရွေးနဲ့အပြင်စိန်မှုတော်အပေါ်ချမ်းစိန်9ရက်ဒီပါကို၎င်းဧပြီလ5ရက်မှာရတနာပစ္စည်း264မျိုး48ကျပ်သား15ပဲ9ရွေးကို၎င်းဧပြီလ6ရက်မှာရတနာပစ္စည်း84မျိုး14ကျပ်သား2ပဲ3ရွေးကို၎င်းဧပြီလ9ရက်မှာရတနာပစ္စည်း124မျိုး18ကျပ်သား14ပဲ2ရွေးကို၎င်းဧပြီလ10ရက်မှာရတနာပစ္စည်း64မျိုး9ကျပ်သား5ပဲကို၎င်းဒီကနေ့အထိစုစုပေါင်းရတနာပစ္စည်းမျိုးစုံ1250မျိုး209ကျပ်သား3ပဲ9ရွေးတို့အားတွေ့ရှိခဲ့တဲ့အတွက်တာဝန်ရှိသူများကဘုရားကြီးဂောဘကထံသို့စနစ်တကျလွှဲပြောင်းအပ်နှံပြီးဖြစ်ကြောင်းသိရပါတယ်။